ဒီနေ့တော့နာမ်စာအကြောင်းပြောပြမယ်နော် pronomen first person ကနေစပြောမယ် I ဆိုလို့ရှိရင် is singular နော် V ဆိုလို့ရှိရင် via plural is via second person က Z ဆိုတဲ့စကားလုံးဟာ singular လည်းသုံးလို့ရတယ် plural လည်းသုံးလို့ရတယ်ဒီတစ်လုံးပဲဒါကတော့ official သုံးတဲ့စကားလုံးဖြစ်တယ်နောက်ပြီးတော့ရက်ွက်ထဲမှာဒါမှမဟုတ်ရင်းနှီးတဲ့လူတွေပြောတဲ့စကားလုံးကတော့ do ကတော့ singular ပဲဖြစ်တယ် do ရဲ့ plural ကတော့ ear ကတော့ plural ပေါ့နော် third person air v s he she it now အောက်ဆုံးကတစ်လုံးက z they အပေါ်က ses က singular ဖြစ်တယ်အောက်ဆုံးက z က plural ဖြစ်တယ်တတိထားမိလားအဲ့ဒီမှာ z ဆိုတာသုံးလုံးပါတယ်နံပါတ်1တစ်ခုက z က you second person singular လည်းဟုတ်တယ် plural လည်းဟုတ်တယ်အဲ့ဒီ second person ရေးတဲ့ဟာ singular ဖြစ်ဖြစ် plural ဖြစ်ဖြစ်ဘယ်လိုပဲတော့ပဲရေးသူက s ကိုအကြီးနဲ့ရေးတယ်စာကြောင်းရဲ့အစမှာပဲဖြစ်ဖြစ်စာကြောင်းရဲ့အလယ်မှာပဲဖြစ်ဖြစ် s ကိုအမြဲတမ်း capital letter နဲ့ပဲရေးတယ်နောက်တစ် c တစ်လုံးက third person က she z singular တစ်လုံးတွေ့တယ်ပြီးလို့ရှိရင် plural z ဆိုတာတစ်လုံးတွေ့တယ် c ဆိုတာတူမလို့လည်းအဓိပ္ပာယ်ရတယ်ပြီးလို့ရှိရင်တူတို့လို့လည်းအဓိပ္ပာယ်ရတယ်ပေါ့နော်ဒီနှလုံးကတော့တစ်ခုက singular ဖြစ်တယ်တစ်ခုက plural ဖြစ်တယ်ဟမ်ဒါဆိုစာကြောင်းထဲမှာတွေ့လို့ရှိရင် singular နဲ့ plural နဲ့ဘယ်လိုခွဲမှာလဲအဲ့ဒါတူနဲ့တွဲပြီးတော့မှသုံးတဲ့ verb ကိုကြည့်ပြီးတော့မှခွဲရတာဖြစ်တယ်နောက်ပိုင်းကျလို့ရှိရင်ပြောပြမယ်နော်ဆိုတော့ဒီ pronomen ဒီနာမ်စားတွေကို verb နဲ့ဘယ်လိုမျိုးတွဲသလဲဟိုတနေ့ကကြက်ပြီးသားဖြစ်တဲ့ verb တစ်လုံးကိုပြန်ဆွဲယူလိုက်မယ်နော် common come lavi common ဆိုတာ infinitive verb စကားလုံးတိုင်းဟာ an နဲ့ဆုံးတယ် pronomen နဲ့ပြန်ပေါင်းမယ်ဆိုလို့ရှိရင် first person က via plural second person က official သုံးတယ် v third person က v plural အဲ့ဒါတွေနဲ့တွဲသုံးမယ်ဆိုလို့ရှိရင်ဘာမှမပြောင်းဘူးဒီ verb ကိုဒီအတိုင်းပဲပြန်ချရေးတယ် ish နဲ့ပေါင်းလို့ရှိရင်အနောက်ဆုံးက n ကိုဖြုတ်မယ် ish comma do ဆိုလို့ရှိရင် an ကိုဖြုတ် st ထည့် do ရဲ့ plural ear ဆိုလို့ရှိရင်လည်း an ကိုဖြုတ်အနောက်ဆုံးမှာ t တော့မဟုတ် a t ထည့်ရတယ်အခု third person lcs အတွက်ဆိုလို့ရှိရင်လည်းထုံနည်း၎င်းပဲ an ကိုဖြုတ်မယ် t ထည့်မယ်ဒီ pronomen တွေကို dictionary ထဲမှာဘယ်လိုမျိုးစီထားတယ်လဲဆိုလို့ရှိရင် is ငါဆိုတဲ့ဟာကိုသူကအပေါ်ဆုံးမှာထားတယ်ပြီးရင် do mean ဆိုတာကိုဒုတိယနေရာမှာထားတယ်ပြီးလို့ရှိရင် lcs ဆိုတာ third person singular သုံးခုကိုပေါင်းပြီးတော့မှဒီမှာပြထားတာဖြစ်တယ်ပြီးရင် via first person plural ပြီးရင် second person plural ear ပြီးလို့ရှိရင် second person z ခမညာတော့မဟုတ်သင်နောက်ပြီးတော့မှ third person z သူတို့ဆိုတဲ့ plural အဲ့လိုမျိုးအစင်လိုက်သုံးတယ်ဆိုတော့အစောနာ comment ကိုပဲပြန်ယူရအောင်နော်ဆိုရင် h comma do comst lcs commed via common ear commed z common နောက်တစ်လုံးကြည့်အောင် gain ich gehe du gehst lcs geht wir gehen ihr geht sie gehen နောက်တစ်လုံးကြည့်အောင် trinken ich trinke du trinkst lcs trink wir trinken ihr trinkt sie trinken နောက်တစ်လုံးကြည့်အောင် understand
verstehen ich verstehe du verstehst sie versteht wir verstehen ihr versteht sie verstehen ဒီတော့ပုံသင်မှတ်ထားလို့ရတာက infinitive ဆိုလို့ရှိရင်စကားလုံးရဲ့အဆုံးသတ်က an နဲ့ဆုံးတယ် ich ဆိုလို့ရှိရင် n ကိုဖြုတ်မယ်အများစုက a နဲ့ဆုံးတယ် do ဆိုလို့ရှိရင် an ကိုဖြုတ်မယ် s ထည့်ထည့်မယ် ls ဆိုလို့ရှိရင် an ကိုဖြုတ်မယ် t ထည့်မယ် via ကတော့ infinitive အတိုင်းပဲပြင်ရေးမယ် il ဆိုလို့ရှိရင် an ကိုဖြုတ်မယ် t ဒါမှမဟုတ် a ထည့်ရမယ်V ဆိုလို့ရှိရင်တော့ infinitive အတိုင်းပဲပြင်ရေးမယ်ဒါကတော့ regular verb အားလုံးအတွက်ပုံတင်နည်းပေါ့နော်အလွတ်ချက်ထားလို့ရတယ် irregular verb အတွက်ကြတော့တီးတန့်နောက်ပိုင်းမှာပြပြီးတော့တင်ပေးမယ်နော် irregular verb ကြတော့အလွတ်ချက်ရတာပို့ပြီးတော့များလိမ့်မယ် okay အခုအင်စာဒီ verb 10လုံးရဲ့အတိတ်ပဲကိုရှာပြီးလို့ရှိရင် pronoun pronomen တွေနဲ့တွဲပြီးတော့မှအဖြေကို comment မှာရေးခဲ့ပါနော်